ထထထွန်းကိုတေဝုံလိုက်တဲ့မေတော်ဖာစီပရိသတ်များအားလုံးပဲမင်္ဂလာပါမြန်မာပြည်ဟာဖက်ဖက်ကကြွကြုံကြနေပေမဲ့ဆယ်လီဒုပညာရှင်တွေအကြောင်းမှာတော့ပဲပါများစွာကတပွဲပြီးတပွဲဖြစ်နေပါတယ်ဒီနေ့မှလည်းပဲနာမည်ကျော်ဆယ်လီတူကိုတေဝုံပြီးပွဲရှာလိုက်တာတော့မေတော်ဖာစီပဲဖြစ်ပါတယ်ဖာစီဆိုတာကဟာတာဗီဒီယိုအတူလေးတွေရိုက်ကူးရင်းနဲ့နာမည်ကြီးလာခဲ့တဲ့ဆယ်လီတူဖြစ်ပါတယ်သူ့အားပေးတဲ့ပရိသတ်တွေကလည်းမြန်မာပြည်နဲ့ပြားမှရှိနေပြီးဗီဒီယိုရှိုးတစ်ခုမှာပါဝင်ရင်းနဲ့ဖာစီဟာထထထွန်းကိုတေဝုံလိုက်တာဖြစ်ပါတယ်အစီအစဉ်တက်ဆက်တူဟာဖာစီကိုချင်မြတဲ့ဆယ်လီတူရဲ့နာမည်ကိုပြောပြပါလို့မေးမြန်းလိုက်တဲ့အချိန်မှာအစီအစဉ်တက်ဆက်တူဟာဖာစီကိုချင်မြတဲ့ဆယ်လီတူရဲ့နာမည်ကိုပြောပြပါလို့မေးမြန်းလိုက်တဲ့အချိန်မှာဖာစီကခဏလောက်စဉ်းစားပြီးတော့ထထထွန်းဆိုပြီးအာဂျီနဲ့ပြောချလိုက်တာဖြစ်ပါတယ်ဒီလိုဖြစ်လိမ့်မယ်လို့ဘသူကမှတင်မှတ်မထားခဲ့ပဲအစီအစဉ်မှာရှိနေတဲ့သူတွေအကုန်လုံးအော်အော်ခဲ့ရတဲ့အတီကိုဖြစ်ခဲ့ပါတယ်ဘာလို့လဲလို့မေးရမှာထထထွန်းက over item တွေအရန်လှုပ်လွန်းတာကြောင့်သူ့အနေနဲ့ကြီးမြတာဖြစ်ကြောင်းမေတော်ဖာစီကပြောဆိုခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူ့ရေးကြားတွေမှာနှစ်ထပ်ကွမ်းသွားခဲ့ပြီးဖြစ်ပါတယ်ထထထွန်းကိစ္စမတိုင်ခင်ပြည်သူ့ရေးကြားတွေမှာအဝေးဖန်ဆုံးခင်ရသောဘွဲကိုမိတ်ကပ်ပညာရှင်မချက်ကရရှိထားတာဖြစ်ပြီးအခုချိန်မှာတော့တရဖူကိုမေတော်ဖာစီကရရှိသွားပြီဖြစ်ပါတယ်အခွင့်အရေးကြုံကြိုက်တာနဲ့ဘယ်သူမှတင်မှတ်မထားခဲ့တာကိုဖြေဆိုခဲ့တဲ့မေတော်ဖာစီရဲ့ဖြေကိုသဘောကျနေကြတဲ့သူတွေလည်းရှိပါတယ်ဖာစီနေနဲ့လည်းရိုးသားလွန်းလို့သာဒီလိုမျိုးပွင့်ပွင့်လင်းဖြေဆိုခဲ့တာဖြစ်ပြီးသူရင်ထဲမှာဘာဖုံးခွဲချက်မှရှိနေတာပေါ်လွင်စေခဲ့ပါတယ်ဒါမဲ့တချို့ပြည်သူတွေကလည်းမေတော်ဖာစီအနေနဲ့ထထထွန်းရဲ့အောင်မြင်မှုတွေကိုမနာလိုဖြစ်နေကြအခုလိုမျိုးလူရွှေ့သူရှိမှရှက်ခွဲခဲ့တာဖြစ်တယ်လို့ဆိုနေကြပါတယ်တချို့တော့ပြည်သူတွေကလည်းထထထွန်းနဲ့ပတ်သက်ပြီးဖာစီရဲ့ပြောကြားချက်တွေကအမှန်တရားဖြစ်တယ်ဆိုပြီးအားပေးထောက်ခံနေကြပါတယ်တနိုင်ငံလုံးကပြောချင်နေတဲ့စကားကိုဖာစီကအတဲပြောချလိုက်တာကြောင့်မေတော်ဖာစီကိုအားလုံးရဲ့သူရဲ့ကအဖြစ်မယူနေကြသူတွေလည်းရှိပါတယ်ထထထွန်းအနေနဲ့လည်းကန်ဆိုးမသွားရမိုးလိုက်လို့ရွာဆိုသလိုဖြစ်နေရပါတယ်မကြသေးခင်အချိန်ကာလတုန်းကလည်းဆင်ရွှေရတနာဆိုင်တကူရဲ့ promotion ပွဲမှာကောင်းလေးတူနဲ့အတူမဖွဲမရတွေကပြခဲ့ပါတယ်ထထထွန်းကလည်းဒါဟာသူ့အနေနဲ့အလုပ်ကိုအလုံးနဲ့တူအောင်လုပ်နေရဖြစ်လို့ဘာမှဂရုစိုက်စရာမလိုဘူးဆိုရထားနဲ့ပရိသတ်ကိုဂရုမစိုက်ပဲအင်တာဗျူးဖြေဆိုခဲ့ပါတယ်ဒါကြောင့်လည်းသူ့ကိုချင်သွားကြတဲ့ပရိသတ်တွေရှိလာခဲ့ပြီးကျမသူတွေများလာတာဖြစ်ပါတယ်နိုင်ငံခြားမှာရောက်ရှိနေတဲ့ဒရိုက်တာသူကဆိုရင်ထထထွန်းကိုအပြောဆိုဆင်ခြင်ဖို့နဲ့တကယ်လို့အပြောဆိုမဆင်ခြင်ဖို့ဆိုပါကသူမရဲ့ငယ်ကျိုးငယ်နာတွေကိုဖော်ထုတ်ပြမယ်လို့ဟန်တာပြောဆိုခဲ့ပါတယ်အဆိုပါဒရိုက်တာရဲ့တင်ချန်ပြောကြားချက်အရတရုတ်ဆောင်ထထထွန်းဟာနာမည်ကျော်မင်းသားမင်းမြတ်နဲ့ဖြစ်ချင်တိုင်းဖြစ်နေကြရလို့သိရပါတယ်ဒီလိုမျိုးဒရိုက်တာသတိပေးလို့တိတ်မကြခင်ပါပဲထထထွန်းနဲ့မြင့်မြတ်တို့ပေါင်းဝဲတရုတ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကယုံကြည်ပြသခဲ့ပါတယ်အဆိုပါချိန်ကာလတွေကပြည်သူတွေကြားထဲမှာထထထွန်းတယောက်အမိကုတ်ပြီးငြိမ်သက်သွားခဲ့ပါတယ်ဒါမဲ့သူရဲ့ပုံစံအတိုင်း over item တွေကိုတော့သူမရဲ့ဝင်းနေဝဲမှာဆက်လက်ပြုလုပ်ခဲ့ပြီးအခြားနေရာမှာလည်းဗီဇာအတိုင်းပြုလုပ်ခဲ့ပြန်ပါတယ်ဒါမကြိမ်မလဲပြည့်နေတဲ့မေတော်ဖာစီကလည်းအခွင့်အရေးရတဲ့အချိန်မှာထထထွန်းကိုတေဝွန်လိုက်တာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထထထွန်းကိုရိုင်းကဘာမှတုံ့ပြန်ထားသေးပါဘူးမေတော်ဖာစီကတော့သူမရဲ့ Facebook အကောင့်မှာအရာအလုံးကသူမရဲ့အမှားပါလို့တောင်းပြန်တယ်လို့စာတစောင်တင်ထားတာကိုတွေ့ရပါတယ်ဒီစာကတောင်းပန်တာတဲ့ဟာတာပုံစံမျိုးဖြစ်နေတာကြောင့်ထထထွန်းအနေနဲ့ပောက်ကွယ်နေမှသေးကြပါတယ်ဒါပွဲကြီးပွဲကောင်တစ်ခုဖြစ်လာဖို့ရှိပြီးမိတ်ကပ်လောကကပြည့်စည်နေရဆိုတဲ့မထရဲ့စကားနဲ့ရှာလိုက်တဲ့ပွဲကိုကြော်တက်သွားမယ့်အစီအစဉ်ရှိနေပါတယ်ထထထွန်းရဲ့တော့ပြန်မှုကိုဆက်လက်စောင့်ကြည့်ကြပါစို့ရှင်ပိတ်တက်ကြီးအနေနဲ့ရောထထထွန်းက over item တွေအလုံးများရဲဆိုတဲ့မေတော်ဖာစီရဲ့စကားကိုထောက်ခံလားဆိုတာဖြေခဲ့ပါဦးနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရတဲ့အကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အသေးသေးတော့ဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပေးခလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ကြတဲ့တဲ့နဲ့တူပြန်လာခဲ့ပါမယ်